ဒီလူကညာမတော်တဆမြောက်ကိုက်ခံလိုက်ရရာကနေသွေးတွေကပိုတီးစေးတစ်စိတ်ကိုစီးကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီပိုတီးစေးရဲ့ကနေအစမတန်ပြင်းထန်တဲ့စွမ်းအားတွေပေါက်ကွဲထွက်လာပြီးတော့ဟောင်းနှံဆုပ်ပြက်နေတဲ့တုတ်ကောက်တစ်ခုတည်းကိုစီးဝင်သွားပါတော့တယ်အရာနှစ်ခုတသားတည်းဖြစ်သွားတဲ့အခိုက်အတန့်မှာပဲကောင်းကင်ရန်ထက်မှာထူးဆန်းတဲ့ဖြစ်စဉ်တွေပေါ်လာပြီးမြေကဘာတစ်ခုလုံးမှာပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့တာပေါ့ဒါပေမဲ့လည်းဒီလူကတော့သူ့တုတ်ကောက်ထဲမှာနတ်ဖျားရတနာရဲ့ရုပ်ဝက်စွမ်းအားတွေကိန်းအောင်သွားမှန်းမတိရှာပဲတာမန်တုတ်တစ်ချောင်းလိုပဲသဘောထားခဲ့ပါတယ်မကြခင်မှာပဲတိုင်းပြိုင်ပွဲကြီးကတရားဝင်စတင်ပါတော့တယ်ပြိုင်ပွဲဝင်အားလုံးကပြိုင်ပွဲဝင်အမှတ်အသားတစ်စိတ်တွေကိုလူယူဖို့အတွက်ကောင်းကင်ဘော်ကိုပြန်တက်သွားကြပေမဲ့ဒီလူကတော့မြေပြင်ပေါ်မှာတင်ကြောင်ပြောက်ပြီးကြံခဲ့ရရှာတယ်သူကကောင်းကင်ကိုလုံးဝမပြန်တန်းနိုင်လို့ပါဒါကိုမြင်တဲ့ပရိသတ်တွေကလည်းဝိုင်းပြီးလောင်ပြောင်တယောကြတာပေါ့ဒါပေမဲ့သူကတော့ဒီလိုအနှိမ်ခံရတာတွေကိုအသားကျနေရပြီးသူလည်းမြေပြင်ပေါ်မှာကြံနေရဲ့အမှတ်အသားတစ်စိတ်ကိုကောက်ယူပြီးကြည့်လိုက်တဲ့အခါမှာတော့ပထမဆုံးနံပါတ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါကတော့သူဟာနောက်တစ်ဆင့်ကိုတိုက်ရိုက်တက်လန်းခွင့်ရသွားပြီဆိုတဲ့အဓိပ္ပာယ်ပါပဲမကြခင်မှာပဲဒုတိယအဆင့်ပြိုင်ပွဲကရောက်ရှိလာခဲ့ပါတယ်သူ့ရဲ့ပြိုင်ဘက်ကတော့ထိပ်တီးတိုင်းဆရာကြီး10ယောက်စရင်ဝင်ဓာတ်သမားတစ်ယောက်ဖြစ်နေတာပါအဲ့ဒီဓာတ်သမားကမောက်မာဝမ်ကြွားပြီးဒီလူကိုအလွယ်တကူအနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့တယ်ဒါပေမဲ့ခဏလေးတွင်းမှာတင်မဲ့အခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်ဒီလူကဓာတ်သမားရဲ့တိုက်ကွက်တိုင်းကိုအလွယ်တကူခုခံနိုင်ခဲ့ရုံတင်မကပဲပြိုင်ဘက်ကိုအရှုံးနဲ့ရင်ဆိုင်ရတော့မဲ့အခြေအနေအထိချက်ချင်းတွန်းပို့လိုက်တာပါဓာတ်သမားလည်းသူ့ရဲ့မာနတွေကိုဘေးဖယ်ထားပြီးအစွမ်းကုန်ထုတ်သုံးပြီးတိုက်ခိုက်ခဲ့ရမယ်လေဘာတိုက်ကွက်မှထိရောက်အောင်မလုပ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့တိုက်ကွက်10ကွက်အတွင်းမှာတင်အရှက်ရပွဲကုတ်ကျိုးရှုံးနေသွားခဲ့ရပါတော့တယ်အဲ့ဒီအချိန်နဲ့တင်ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့စွမ်းအားတွေရုတ်တရက်တိုးပွားလာခဲ့တယ်အဲ့ဒီအခါကျမှဒါတွေအားလုံးဟာအဲ့ဒီတုတ်ကောက်ကြောင့်ဖြစ်မှန်းသူသဘောပေါက်သွားခဲ့တာပေါ့ဒါပေမဲ့လည်းသူဒါကိုတိတ်ပြီးအာယုံမဆိုင်အားခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့နောက်ထပ်လာမယ့်ပွဲကယခုပွဲထက်အစပေါင်းများစွာပိုပြီးအနေရကြီးမှလာတော့မှာမို့လို့ဖြစ်ပါတယ်